Rebam အပြီးမှာ AOE Mage ဖြစ်သွားတဲ့ Yudoragi ကအရင်လောက်မကြမ်းတော့တာအားလုံးသိတယ်လို့မွန်တွန်းကလည်းသိသွားပါပြီ။ဒါကြောင့် Rebam Yudoragi ကိုမကြမ်းကြမ်းအောင် Advanced Server မှာထပ်ပြီးတော့ buff ပေးထားလိုက်ပြန်ပါပြီ။ဘယ်လို buff ထားလဲသိရဖို့ဗီဒီယိုလေးကိုစလိုက်ကြရအောင်။မင်္ဂလာပါပရိသတ်ကြီးတို့ရေမနေ့က Advanced Server မှာ update patch အသစ်တစ်ခုရောက်လာပါပြီ။အဲဒီ update patch မှာတော့ Rebam Yudoragi ကိုစိတ်ကြိုက်ပြင်ဆင်ထားပြီးအခြား hero တွေကိုလည်းပြင်ဆင်မှုတွေလုပ်ထားတာတွေ့ရပါတယ်။အရင်ဆုံး Yudoragi ရဲ့ပြောင်းလဲမှုကိုကြည့်ရအောင်ပါ။ Yudoragi ရဲ့ skill 2မှာ enemy တွေရဲ့ magic defense ကိုဖောက်ပေးမဲ့ effect တစ်ခုကိုပေါင်းထည့်ပေးထားလိုက်ပါပြီ။ဒီ effect က skill 2 ရိုးနဲ့ enemy ကိုတကောင်လေးကိုစတန်းပေးရင်တကောင်လေးရဲ့ magic defense ကိုဖောက်ပြီးမှဖြစ်တယ်လို့ passive lightning conductor ပွင့်နေတဲ့အချိန် enemy 3ကောင်လောက်ကို skill 2နဲ့စတန်းပေးရင်လေအဲ့ဒီ3ကောင်လုံးရဲ့ magic defense ကိုဖောက်ပေးအောင်မှဖြစ်သွားပြီ။တကယ်ကြမ်းမဲ့ effect ပါ။ Yudoragi ရဲ့မိုးကြိုးတွေကို Radiant Armor ရောအသီနာရှိတွေရောကဲနိုင်တော့မှာမဟုတ်ပါဘူး။ Yudoragi ရဲ့ skill 2ကို share buff ပေးထားတာမို့လို့ skill 1ကိုတော့နည်းနည်းလေး nerf ထားလိုက်ပါပြီ။ skill 1 short တိုက်တဲ့ delay damage က enemy ရဲ့ရော့သွားတဲ့သွေးပမာဏပေါ်မူတည်ပြီး damage ထွက်တဲ့ effect ကိုဖြတ်ထားလိုက်ပြီးတော့ passive ပွင့်နေချိန်ဆိုရင် delay damage ရဲ့ movement speed boost ရတဲ့ကြာချိန်ကိုလေ 1.5 ကနေ1စက္ကန့်အထိ short ထားလိုက်ပါပြီ။ Yudoragi ကိုတော့မွန်တွန်းကစိတ်ကြိုက်ပြင်ဆင်နေပါပြီ။နောက်ထပ်ပြင်ထားတဲ့တကောင်ကတော့သူဟာသူတော်ခိုးချမ်းနေတဲ့ဆေးပါကြီးကို buff ပေးထားတာပါ။ဆေးပါရဲ့ skill 1 base damage ကို early game မှာ85ကနေ55အထိအနည်းငယ် short ထားလိုက်ပါပြီ။ဒါပေမဲ့ skill 1ရဲ့ late game damage ကတော့အရင်တိုင်း105အထိ damage ထွက်အောင်ပါပါ။နောက်ပြီး skill 1ရဲ့ဓာတ်ဆက်ကြလဲနေတဲ့ damage ကိုလည်း early မှာ210ကနေ160အထိအနည်းငယ် short ထားလိုက်ပါပြီ။ late game မှာတော့အရင်တိုင်းပဲ260အထိထွက်နေစေအောင်ပါပါ။ skill 1ရဲ့ mana စားတဲ့နှုန်းက mana 80ကနေ105အထိကုန်ခဲ့တာကိုအခု mana 60ကနေ85အထိပဲကုန်အောင်လို့ short ထားပြီးပါပြီ။အရင်က skill 1ရဲ့ဓာတ်ဆက်ကြနဲ့ခုတ်လို့ရှိရင် skill 2တစ်ခုတည်းရဲ့ကူးရောင်းကို1စက္ကန့်စီ short ပေးခဲ့ပေမဲ့အခုတော့ skill 1ရော skill 2ရောကူးရောင်းကို 3.5 စက္ကန့်အထိ short ပေးအောင်ပြင်ထားပေးလိုက်ပါပြီ။အရင်ကဆက်ကြနဲ့ခုတ်ရင် skill 2တစ်ခုလည်းပြန်ပွင့်လာပေမဲ့ skill 1ရော skill 2ရောအခုပြန်ပွင့်လာတော့မှာပါ။အဲ့လိုမျိုး skill 2ခုလုံးပြန်ပွင့်နေရင်တအားကျန်းသွားမှာဆိုလို့ skill 1ရဲ့ကူးရောင်းကိုတော့9စက္ကန့်ကနေပြီးတော့10စက္ကန့်ဆိုပြီး1စက္ကန့်တင်ထားပါပြီ။ဒါအပြင် skill 1ရဲ့ဆက်ကြတွေကစီးပွားရေးဘေးမှာလေနေမဲ့ကြာချိန်ကိုလည်း9စက္ကန့်ကနေ4စက္ကန့်အထိ short ထားလိုက်ပါသေးတယ်။စီးပွားကို skill 1တစ်ခုတည်းတင်ပြင်ထားတာမဟုတ်ဘဲနဲ့ skill 2ရဲ့ mana cost ကိုလည်း80ကနေ45အထိ mana ကုန်ခဲ့တာကိုအခု mana 40ကနေ60အထိပဲကုန်အောင် short ထားလိုက်ပါပြီ။ဒါအပြင် skill 2မှာ new effect အနေနဲ့ skill 2ခုံလိုက်ရင်ရတဲ့ enhance basic attack နဲ့ enemy ကို damage ပေးမယ်ဆိုရင်အဲ့ဒီရိုက်ချက်က skill 2ရဲ့ကူရောင်းကို30%အထိ short ချပေးသွားမှာဖြစ်ပါတယ်။ဒီတိုင်းသာဆိုရင် skill 2ကူရောင်းကိုလုံးဝ reset ရဖို့ကအရင်လို skill 1 2 3အစင်တိုင်းနှိပ်ချရမလို့တော့ဘဲနဲ့ skill 1နဲ့ skill 2ပြီးရင် basic attack တစ်ချက်ရအောင်ခုတ်ပြီးမှပဲ ultimate ဖွင့်ရတော့မဲ့ပုံစံမှာရှိနေပါလိမ့်။ Saber ကို skill 1နဲ့2ကိုအများကြီး buff ပေးထားတာမို့လို့ ultimate ကိုလည်းနည်းနည်းလေးပြန် nerf ထားပါလိမ့်။ Saber ရဲ့ ultimate ပိုင်းနဲ့ပထမနှစ်ချက်က extra physical attack 100%ထိရခဲ့တာကိုအခု80%ထိ short ထားလိုက်ပြီးတော့နောက်ဆုံး ultimate တစ်ချက်ရဲ့ extra physical attack ကိုလည်း200%ကနေ160ထိ short ထားလိုက်ပါပြီ။ Saber ကို buff တယ်လို့ပြောထားပေမဲ့အရန်ကျန်းလာမယ့်အနေအထားမျိုးလည်းဟုတ်မနေပြန်ပါဘူး။အခုပြောပြသွားတဲ့နှစ်ကောင်က advanced server မှာပဲပြင်ထားသေးတာမို့လို့နောက်ထပ်အပြောင်းလဲတွေရှိလာနိုင်ပါသေးတယ်။ဒါကြောင့်စောင့်ကြည့်ဖို့တော့လိုပါဦးမယ်ဗျ။ကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။